စင်ကြေတိတ်မပေးနဲ့ပါဇက်ထဲမှာစင်ကြေတွေကိုမျိုးချတဲ့သူဟာတဖြည်းဖြည်းချင်းပိန်လီပြီးဆင်းရဲသွားရောပဲလူဘဝရောက်လာတာစင်ကြေပေးဖို့မဟုတ်ဘူးအခက်ခဲဆိုတာဘာလဲတကယ်တော့တစ်ပင်တွေမှာရှိတဲ့အကိုင်းခက်လို့ပဲအခက်ဆိုရင်ချို့ပြလိုက်အခက်ဆိုရင်ဝါစာပြလိုက်ညှိတွားမနေနဲ့ဒါကတော့အက်ကရဲ့မူပဲသူ့ကိုကြောက်တယ်သူကအလုတ်ကိုတအားကြီးမခိုင်းဘူးအများကြီးမခိုင်းဘူးစနစ်တကျခိုင်းတယ်လုံးလဝရိယထားပြီးအလုတ်လုပ်တယ်ဆိုတာပင်ပန်းပန်းလောက်ခိုင်းတာမျိုးမဟုတ်ဘူးစီးနဲ့ကန်းနဲ့စနစ်တကျတတ်မှတ်တဲ့အချိန်အတွင်းမှာပြီးအောင်လှုပ်ခိုင်းနေတာဖြစ်တယ်ဝရိယဆိုတာပင်ပန်းပန်းလောက်ရတာမျိုးမဟုတ်ဘူးပြဿနာတရက်ကြုံလာပြီဆိုရင်လူတော်တော်များများကပြဿနာကိုဖြေရှင်းဖို့တဲ့အဲ့ဒီပြဿနာကိုမကြည့်ကြည့်အောင်လုပ်တဲ့လူကလောကကြီးမှာအများကြီး